ဒီနေ့မှာတော့ကျွန်တော်ကစာဖတ်တဲ့လေ့ကျင့်ကိုဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတဲ့topic လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်စာဖတ်တဲ့လေ့ကျင့်ဆိုတာလူငယ်တွေကြားထဲမှာလူငယ်တွေအတွက်ပေါ့နော်ရှိတိုင်းကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့စာဖတ်နာတဲ့လူတစ်ယောက်ကအတွေးခေါ်တွေကောင်းလာမယ်။အကြောင်းအရာအခြေအနေတစ်ခုကိုရှုထောင့်မျိုးစုံကနေပြီးတော့သုံးသပ်လာနိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကနောက်ပိုင်းမှာဘဝတိုးတက်မှုတွေကိုတိဆောက်တဲ့နေရာတွေမှာလည်းစာဖတ်တဲ့လေ့ကျင့်ကအများကြီးအထောက်အကူပြုတယ်။အဲအကြောင်းမလို့ကျွန်တော်တို့ကစာဖတ်တဲ့လေ့ကျင့်ကိုတိဆောက်ထားတယ်ပေါ့နော်စာအုပ်စာပေလို့ပြောလိုက်လို့ရှိရင်စာအုပ်တွေအမျိုးမျိုးရှိတယ်เนาะစီးပွားရေးစာအုပ်လား motivation စာအုပ်လားเนาะဝတ္ထုစာအုပ်လားအမျိုးမျိုးရှိတယ်အကုန်လုံးခွဲခြားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကတုဒ္ဒနဲ့ယာတဆိုတဲ့နှစ်မျိုးပဲရှိတယ်တုဒ္ဒဆိုတာအတွေးခေါ်နဲ့ပတ်သက်တဲ့စာအုပ်တွေပါမယ်ယာတဆိုတာကျတော့ဒါဖျော်ဖြေရေးနဲ့ပတ်သက်တဲ့စာအုပ်တွေပါမယ်ပေါ့နော်ကိုကအခုမှစဖတ်တဲ့လေ့ကျင့်ကိုဒီဆောက်တော့မယ်ဆိုရင်ယာတစာအုပ်များများဖတ်တယ်ဟိုမှာကိုကအခြေဝတ္ထုစိတ်ဝင်စားရင်အခြေဝတ္ထုစုံတော့စိတ်ဝင်စားရင်စုံတော့ဝတ္ထုပေါ့နော်အဲ့လိုမျိုးကိုစိတ်ဝင်စားတဲ့ဝတ္ထုတွေကိုစပြီးဖတ်လို့ရတယ်စာဖတ်တဲ့လေ့ကျင့်ရပြီဆိုတော့မှသုတ္တစာအုပ်ဘက်ကိုပြောင်းပြီးတော့ဖတ်တင်တယ်ပေါ့နော်စာဖတ်တဲ့လေ့ကျင့်တော့မရှိသေးဘူးเนาะတွေးခေါ်ရတဲ့ brainstorming လုပ်ရတဲ့သုတ္တစာအုပ်တွေဖတ်ပြီးဆိုရင်ကိုကစာဖတ်ခြင်းစိတ်ပါပျောက်သွားတယ်မယ်စာအုပ်စာပေဆိုတာတော့မမြင်ကျင်တော့တယ်လို့ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့စာဖတ်တဲ့လေ့ကျင့်ကိုစပြီးတော့တိဆောက်တဲ့အချိန်မှာဒါရသစာအုပ်ကိုများများဖတ်တင်တယ်အဲ့လိုမျိုးကိုကနော်စာဖတ်တဲ့လေ့ကျင့်လေးရသွားပြီဆိုတော့မှသုဒ္ဓစာအုပ်ဘက်ကိုပြောင်းပြီးတော့ဖတ်တင်တယ်ပေါ့နော်ဒီနေရာမှာသိထားဖို့ကဒါရသစာအုပ်နဲ့သုဒ္ဓစာအုပ်ဆိုတာရှိတယ်ရသဆိုတာကြတော့မှတ်စရာလေ့လာစရာထက်ဖျော်ဖြေမှုကဒါပုံများတယ်နော်အဲ့တော့ကိုဘဝမှာကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြန်သုံးလို့ရတဲ့အချက်တွေကပါချင်မှပါမယ်ပါချင်လည်းပါမယ်မပါချင်လည်းမပါဘူးအဲ့တော့ကိုကစာဖတ်တဲ့လေ့ကျင့်လေးရလာပြီဆိုရင်သုဒ္ဓစာအုပ်ဘက်ကိုပြောင်းပြီးတော့ဖတ်တင်တယ်သုဒ္ဓစာအုပ်ဖတ်ပါများလာမှာကိုယ့်ရဲ့ဒီအတွေးခေါ်တွေ mindset တွေနော်အမှားအမှန်ကိုဝေဖန်ပိုင်းခြားမှုတွေကပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်ဆိုတော့အဲ့တော့နော်စာဖတ်တဲ့လေ့ကျင့်ကိုဒီစောင့်မယ်ဆိုရင်ရသစာအုပ်ဖတ်ပါနော်စာဖတ်တဲ့လေ့ကျင့်ရလာပြီးတော့မှဒါအတွေးခေါ်အားကောင်းဖို့အချက်လက်တွေကိုပို့ပြီးများများသိကျင်လို့ဆိုတော့ရွယ်ချက်နဲ့စာဖတ်ကျင်တယ်ဆိုရင်တော့ဒါသုဒ္ဓစာအုပ်ကိုပြောင်းလဲဖတ်ကြပါလို့ကျွန်တော်တို့အကြံပေးချင်ပါတယ်